ကန်းကော်ပန်းတက်ကူတဲ့မိကလေးအပင်ကြားညံ့နေလို့တဝဲမီးတက်ကဲဆဲတနင်္သာရီတိုင်းတဝဲမြို့တဝဲပြည်သူ့စေယုံကြီးဝင်းထိပ်ကကန်းကော်ပင်ပေါ်မှာမတ်လ10ရက်မနက်7:00နာရီကျော်လောက်ကအပင်ခွာကြားမှာညံ့နေတဲ့မိကလေးတယောက်ကိုကဲဆဲနိုင်ခဲ့တယ်လို့တဝဲမီးသက်တပ်ဖွဲ့ကပြောပါတယ်တဝဲစေယုံဝင်းထဲမှာနေထိုင်တဲ့အသက်12နှစ်အရွယ်မိကလေးဟာကန်းကော်ပင်ရဲ့25ပေလောက်အမြင့်နေရာကခွာကြားမှာပန်းခူးရာကနေဒူးထောက်ထားရာကဆွဲထုတ်မရပဲဖြစ်နေခဲ့တာလို့ဆိုပါတယ်ကဲဆဲရေးအဖွဲ့ဝင်တယောက်ပြောပြချက်အရတော့ထိခိုက်မှုတော့မရှိပါဘူးတက်တုံးကတော့ပန်းခူးဖို့လို့ပြောပါတယ်ပင်စီနဲ့ဂိုင်းရဲ့ခွာကြားမှာဒူးကဝင်သွားပြီးတော့ဆွဲထုတ်မရဖြစ်တာလို့ပြောပါတယ်မိကလေးရဲ့အကူကြီးတောင်းတန်ကိုအနီးနားနေထိုင်သူတွေကြားခဲ့တာကြောင့်မီးတက်ကိုအကြောင်းကြားခဲ့ပြီးထပ်မြင့်ကယ်ဆယ်ရေးသုံးလှေကားနဲ့မီးတက်တပ်ဖွဲ့ဝင်9ယောက်ကမနက်7:15မိနစ်လောက်မှာလာရောက်ကယ်ဆယ်ခဲ့ကြပါတယ်။ကူညီကယ်ဆယ်ရေးလှုပ်ဆောင်ပြီးတဲ့အချိန်မှာကွာကြားညံ့နေတဲ့မိန်းကလေးဟာမြေပြင်ကိုထိခိုက်ဒဏ်ရာမရှိဘဲဆင်းသက်နိုင်ခဲ့ပြီးတော့မနက်7:00နာရီခွဲလောက်မှာပဲကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးသွားတယ်လို့သိရပါတယ်။မြန်မာတူပါဝင်တဲ့ထိုင်းမှတ်ပုံတင်အတူပြုလုပ်တဲ့ဂိုင်းကိုဖမ်းမိထိုင်းနိုင်ငံအရှေ့တောင်ပိုင်းချွန်ဘူရီခရိုင်ထဲမှာမြန်မာအမျိုးသမီးနဲ့တရုတ်အမျိုးသားစုံတွေတို့ပါဝင်တဲ့ထိုင်းမှတ်ပုံတင်အတူပြုလုပ်တဲ့ဂိုင်းကိုဖမ်းဆီးရမိတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်ထိုင်းမူခင်းရဲတပ်ဖွဲ့နဲ့စာဘာရဲတပ်ဖွဲ့တွေပါဝင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ CIP ဂိမ်းမွန်စီမံချက်အရရာဇဝတ်မှုနှိမ်နင်းရေးတွေအတွက်ပြီးခဲ့တဲ့အပတ်ကထိုင်းနိုင်ငံခရိုင်9ခုကနေရာပေါင်း12ခုကိုဝင်ရောက်စစ်ဆေးခဲ့ရမှာတော့ထိုင်းပတ်ပုံတင်အတူပြုလုပ်တဲ့ဂိုင်းကိုပါဖမ်းဆီးခဲ့တယ်လို့မူခင်းတပ်ဖွဲ့ရဲ့ပြောခွင့်ရရဲမှူးကြီးစူရိယဆမ်ဂျီယာဝက်ကပြောပါတယ်အေးစိတ်ဆိုသူအသက်30အရွယ်မြန်မာအမျိုးသမီးနဲ့အသက်43နှစ်အရွယ်တရုတ်အမျိုးသားတို့ဇုံတွဲဟာထိုင်းမှတ်ပုံတင်လို့လို့သူဆက်သွယ်နိုင်ကြောင်းလူမှုကွန်ရက်မှာတရုတ်ဘာသာနဲ့ကြော်ညာပြီးတော့တရုတ်နိုင်ငံသားတွေကိုထိုင်းမှတ်ပုံတင်လုပ်ပေးနေကြောင်းစုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။အဲ့ဒီမတိုင်ခင်အရှိမှလည်းသူတို့စီမှာထိုင်းမှတ်ပုံတင်လုပ်ခဲ့တဲ့တရုတ်အမျိုးသားတယောက်ကရဲစခန်းမှာလာရောက်တိုင်ကြားထားတာရှိပါတယ်။သူဟာအဲ့ဒီဇုံတွဲကိုဆက်သွယ်ပြီးတော့အခကြေးငွေပတ်တန်းနဲ့ထိုင်းမှတ်ပုံတင်ကတ်လုပ်ခဲ့ပါတယ်။အဲ့ဒီဇုံတွဲကထိုင်းပွဲစား9လီနဲ့ပေါင်းပြီးသူ့ကိုထိုင်းအရှေ့မြောက်ပိုင်းမြို့နယ်တစ်ခုကိုခေါ်သွားပြီးတော့စီပင်ရုံးတစ်ခုမှာလက်ပွေနှိပ်ဓာတ်ပုံရိုက်ပြီးတာနဲ့ထိုင်းမှတ်ပုံလေးကပ်ပြားရလာခဲ့တယ်လို့သိရပါတယ်။ထိုင်းမှတ်ပုံလေးရပြီးမကြာခင်မှာပဲဘန်ကောက်မြို့ကနေမြေတစ်ခုမှာနိုင်ငံကူးလက်မှတ်သွားလုပ်ခဲ့ပါတယ်။ပွဲစား9ညီကသူ့ကိုလိုက်ပို့ခဲ့ပြီးတော့ passport လုပ်ဖို့စောင့်ဆိုင်းနေတဲ့အချိန်မှာပဲထိုင်းရဲ3ယောက်ဝင်ရောက်လာပြီးတော့သူ့မှတ်ပုံလေးကိုစစ်ဆေးပြီးမှတ်ပုံလေးအတုလို့ပြောပြီးတော့ဖမ်းဆီးခေါ်သွားခြင်းကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ yes camp ဟုတ်တဲ့နေရာတစ်ခုကိုခေါ်သွားပြီးထောင်မကြခြင်းဘန်9ခန်းပေးရမယ်လို့ပြောတဲ့အတွက်သူကလည်းအဖမ်းခံရမှာကြောက်လို့ဗန်နတန်းနဲ့စစ်ပြီးတော့ညတကောင်ကျော်မှပြန်လွတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီဖြစ်ပျက်ဟာလွန်ခဲ့တဲ့2နှစ်ကျော်ကဖြစ်ပွားခဲ့ပေမဲ့အဖမ်းခံရမှာဆိုလို့မတိုင်ရခဲ့ပါဘူး။ဒါပေမဲ့သူ့ပြင်တခြားတရုတ်တွေလည်းဒီလိုကြုံရပါတယ်။သူ့ကိုလာဖမ်းတဲ့ရဲတွေနဲ့ပွဲစား9လီတို့ပူပေါင်းကြံစီတာသိရှိရပြီးမခံမရနိုင်လို့လာတိုင်တာလို့ဆိုပါတယ်။တောင်ရှိသူတွေကဆက်လက်စစ်ဆေးရမှာတော့မှတ်ပုံတင်အတူလှုပ်ဆောင်ရမှာအစိုးရဝန်ထမ်းတွေမှာပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်။နင့်နာသူနဲ့မှတ်ပုံတင်နံပါတ်ဟာထိုင်းရွာသားတယောက်ရဲ့မှတ်ပုံတင်နံပါတ်ဖြစ်နေပြီးတရုတ်အမျိုးသားကမှတ်ပုံတင်ရိုက်ပြီးနောက်2ရက်အကြာမှာထိုင်းရွာသားကနောက်ထပ်မှတ်ပုံတင်အသစ်ပြန်လာရိုက်တယ်လို့ဆိုပါတယ်။အဲဒါကြောင့်မလို့မိမိမှတ်ပုံတင်နံပါတ်ကိုပြန်ရောင်းစားတဲ့ထိုင်းရွာသားကိုရောမှတ်ပုံတင်ရုံးကဝန်ထမ်းအချို့ကိုပါခေါ်ယူစစ်ဆေးနေပါတယ်။သူ့ကိုငွေညှစ်ခဲ့တဲ့ရဲ3ယောက်နဲ့ကြာရပါနောက်ထပ်ရဲ1ယောက်စုစုပေါင်း4ယောက်ကိုတာဝန်ကျနေတဲ့ဘန်ကောက်အကျဉ်းထောင်မှာတွားရောက်ဖမ်းဆီးခဲ့ပါတယ်။တာဝန်ရှိသူတွေကထိုင်းမှတ်ပုံတင်အတူပြုလုပ်တဲ့မအေးစိတ်နဲ့တရုတ်အမျိုးသားတို့ကိုချွန်ပူရီခရိုင်
ဆီယာချားမြို့မှာတွားရောက်ဖမ်းဆီးခဲ့ပြီးတော့သူတို့စီကနေဘဏ်ငွေစုစာအုပ်14အုပ်တရုတ်ယွမ်8500 ATM ကတ်5ခုလက်ကင်ဖုန်း14လုံးတက်ဘလက်တစ်ခုကွန်ပျူတာ6လုံးကား2စီးရွှေပါတဲ့လက်ဝတ်ရတနာ5မျိုးထိုင်းမပုံတဲ့အတု2ခုပတ်စပို့နဲ့စာရွက်စာတမ်းစုစုပေါင်း190ကိုဖမ်းဆီးသိမ်းဆည်းရမိတယ်လို့သိရပါတယ်ဆက်လက်စစ်ဆေးချက်တွေအရပွဲစားနိုင်လီဟာတရုတ်နိုင်ငံကနေတရုတ်ယွမ်တန်ပေါင်း1000ခွဲလောက်နဲ့လေလံမှုနဲ့ထွက်ပြေးနေတဲ့ဝရမ်းတစ်ယောက်ဖြစ်ပါတယ်လေလံမှုနဲ့ပတ်သက်ပြီးတော့နစ်နာသူ3000ကျော်ပါတယ်သူကတော့ထိုင်းနိုင်ငံကိုအလဲပတ်ဗီဇာနဲ့လွန်ခဲ့တဲ့4နှစ်ကျော်တွေကဝင်လာခဲ့လို့ဆိုပါတယ်မြန်မာမျိုးသမီးအေးစိတ်နဲ့တွေ့ပြီးတော့10နှစ်ခန့်တောင်ပေါ်သားမှတ်ပုံတင်ကတ်လုပ်ကြပါတယ်လောက်ခဘတ်6000စီပေးခဲ့ရပါတယ်ထိုင်းမှတ်ပုံတင်အတူလုပ်ပေးတဲ့လုပ်ငန်းစဉ်မှာသူတို့စုံတွေကတရုတ်နိုင်ငံသားဖောက်သည်တွေအဓိကရှာပေးတဲ့အလုပ်ကိုလုပ်ပါတယ်ထိုင်းနိုင်ငံသားအမည်ခံကုမ္ပဏီ9ခုဖွင့်ထားပါတယ်အမည်ခံထိုင်းနိုင်ငံသားဟာဘာမှနားမလည်တဲ့ရွာသားဖြစ်ပြီးတော့အမည်ခံပေးကတစ်လောက်ကိုဘတ်1000ကနေ2000ထိရပါတယ်ကုမ္ပဏီမှာဘာလုပ်ငန်းမှမမေရမရှိပါဘူးလောလောဆယ်မှာတော့သူတို့စုံတွေကိုဌာနဆိုင်ရာစာရွက်စာတမ်းနဲ့မှတ်ပုံတင်တူပရာမှာပူပေါင်းကြံစည်မှုကွန်ပျူတာဥပဒေအစိုးရဝန်ထမ်းတွေအကျင့်ပြတ်အောင်လက်ထိုးမှုအများပြည်သူစီကငွေလိမ်လည်ယူမှုစတာတွေနဲ့ကနဦးဆွဲချက်တင်ထားပါတယ်အဲ့ဒီလုပ်ငန်းစဉ်မှာပါဝင်ပတ်သက်နေသူနောက်ထပ်18ယောက်ကိုလည်းဖမ်းဝရမ်းထုတ်ဖို့ရှိသေးတယ်လို့ရဲမှူးကြီးစူရီယာဆမ်ဂျီယာဝက်ကသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်ပြည်သက်တသိန်းဝင်ဆမ်မဲမန်ချက်စတာယူနိုက်တက်ရဲ့ဘောလုံးကွင်းသစ်စီမံကိန်းပြည်သက်တသိန်းဝင်ဆမ်မဲထီးပုံသဏ္ဍာန်တာဝါတိုင်း3တိုင်ပါမန်ချက်စတာယူနိုက်တက်ရဲ့ဘောလုံးကွင်းသစ်ဒီဇိုင်းထွက်ပေါ်လာခဲ့ပါတယ်ပေါင်2ဘီလီယံကုန်ကျမဲ့မန်ယူအသင်းကွင်းသစ်ဟာလက်ရှိအိုးထရက်ဖို့ကွင်းရဲ့အနောက်ဘက်မှာတည်ဆောက်သွားမှာဖြစ်ပြီးအချိန်ကာလအားဖြင့်9နှစ်အတွင်းမှာပြီးစီးမယ်လို့ဆိုပါတယ်။ကွင်းပေါ်မှာထီးပုံသဏ္ဍာန်တာဝါ3နိုင်ပါရှိပြီးတော့အသင်းရဲ့ logo မှာပါဝင်တဲ့ခရင်ကွာခွဲကအသွား3ချောင်းကိုရည်ညွှန်းထားတာဖြစ်တယ်လို့သိရပါတယ်။ခင်မီပစ္စည်းကိရိယာတွေပါဝင်လာမှာဖြစ်ပြီးပြည်သက်တွေအနေနဲ့ကွင်းနဲ့ပုံမနီးကပ်စီမဲ့ပွဲကြည့်တင်ဒီဇိုင်းမှာရေးဆွဲထားတယ်လို့သိရပါတယ်။အထူးသဖြင့်တော့အိမ်ကွင်း PR ပုံမရရှိစေဖို့အတွက်စူညံတဲ့ပြည်သက်အတန်တွေကိုလည်းဖန်တီးနိုင်မယ်လို့သိရပါတယ်။ပြည်ထိုင်နိုင်ငံရဲ့အကြီးမားဆုံးဘောလုံးကွင်းဖြစ်လာမှာဖြစ်ပြီးတော့ကမ္ဘာအကောင်းဆုံးဘောလုံးကွင်းဖြစ်လာဖို့လှုံ့ဆော်သွားမယ်လို့လည်းအသင်းရဲ့ပူရဲပိုင်ရှင်ဖြစ်တဲ့စာဂျင်ရက်ခလစ်ကပြောကြားသွားပါတယ်ဒါချလိမျိုးရန်အောင်မြေရက်ွက်ရုံအနားမှာမျိုးသမီးတူဓမြတိုက်ခံရခိုးဆိုးလူရဲမှုတွေနဲ့ဓမြတိုက်မှုတွေနေ့စဉ်ဖြစ်ပွားနေတဲ့ဒါချလိမျိုးမှာတော့ရန်အောင်မြေရက်ွက်ရုံအနီးခောက်ဆွဲခတ်ဆိုင်မှာထိုင်စားနေတဲ့အမျိုးသမီးတူဓမြတိုက်ခံရလို့သိရပါတယ်ဖြစ်စဉ်ကတော့မတ်လ12ရက်နေ့မနက်9:00နာရီဝန်းကျင်ကဒါချလိမျိုးရန်အောင်မြေရက်ွက်အတွင်းကပါရှန်2မှာရှိတဲ့ရက်ွက်ရုံဒီခောက်ဆွဲခတ်ဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ခရောင်းမျိုးစားအနက်ရောင်ကားနဲ့ရောက်လာတဲ့အမျိုးသား၄ဦးတွေကအမည်မသိအမျိုးသား2ဦးဟာအ
တနက်ကင်ဆောင်ပြီးတော့ခေါက်ဆွဲခတ်ဆိုင်မှာထိုင်စားနေတဲ့အမျိုးသမီးထံကနေရွှေဆွဲကြိုးဖုံနဲ့ပတ်ဆိုင်အိတ်ကိုဓမြတက်ယူသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကားပေါ်မှာလူ၄ယောက်ပါလာတာပါ။ပထမတစ်ယောက်ကကားပေါ်ကနေအရင်ဆင်းလာပြီးတော့ဆိုင်ရှင်ကိုဘာတွေရလဲဘာညာမေးပြီးနောက်ထပ်ကားပေါ်ကတစ်ယောက်ကလည်းထက်ဆင်းလာပြီးထိုင်စားနေတဲ့အမျိုးသမီးကိုလူတာပါ။အဲဒီကနေရုံရင်းဆန်ကနေဖြစ်တော့တနက်ထုတ်လာပါတယ်လို့ရက်ကွက်တွင်းမှာနေထိုင်တဲ့ပြည်သူတို့ကလည်းပြောပါတယ်။အဆိုပါဓမြတက်မှုဖြစ်ပေါ်တဲ့နေရာဟာလူမပြတ်တဲ့နေရာဖြစ်သလိုမနက်ပိုင်းလည်းဖြစ်နေတဲ့အတွက်လူရတဲ့သူတွေဟာအရန်ကိုအတင့်ရဲလုံးတယ်လို့ဆိုပါတယ်။အဲ့ဒီဘက်ကလူမပြတ်ပါဘူး။နောက်ပြီးတော့လည်းဖြစ်တာကညလည်းမဟုတ်ပါဘူးမနက်ပိုင်းမှာအဲ့တော့အတော်လေးကိုအတင့်ရဲနေကြပါပြီ။အခုဆိုရင်အပြင်ထွက်သွားလာရမှာတော့ကြောက်နေရပါပြီ။ဟိုနာအလူခံရဒီနာဓမြတိုက်ခံရနဲ့နေတိုင်းကိုကြားနေရပါတယ်။တချို့ဆိုဒဏ်ရာအပြင်းထန်ရတာတွေလည်းရှိပါတယ်လို့ရန်အောင်မြေရက်ကွက်မှာနေထိုင်တဲ့ပြည်သူတို့ကလည်းပြောပါတယ်။တာချလိမြို့မှာကိုဆိုလူရမှုများဓမြတိုက်မှုတွေအပါအဝင်ပြမင်းဆွဲမှုတွေလည်းဖြစ်ပွားခဲ့ပါသေးတယ်။မေယန်းကြီးရွာမှာမက်လာ10ရက်နေ့ည9:00နာရီခွဲကျော်ဝင်းကျင်ကအသက်60ကျော်မျိုးသမီးတူပြမွေးဆွဲခံရမှုဖြစ်ပွားခဲ့ပါသေးတယ်။ကချနဘူရီမှာတရားမဝင်မြန်မာ9ဦးနဲ့ကလေးငယ်2ဦးဖမ်းခံရထိုင်းမြန်မာနယ်စပ်ကချနဘူရီခရိုင်ထဲမှာကားတစ်စီးအပြည့်ကျက်ညက်ပြီးတော့လိုက်ပါလာတဲ့တရားမဝင်မြန်မာနိုင်ငံသား9ယောက်နဲ့ကလေးငယ်2ယောက်ကိုဖမ်းဆီးခံလိုက်ရကြောင်းထိုင်းသတင်းတွေမှာဖော်ပြပါတယ်စစ်တပ်ရဲနဲ့ရဲရွာလုံခြုံရေးတွေပါဝင်တဲ့ပူးပေါင်းဖွဲ့ဟာမနေ့ကနေ့လယ်ပိုင်းကဆိုင်ရုပ်မြို့နယ်ဆိုင်ရုပ်ကချနပူရီလမ်းပေါ်မှာရှိတဲ့ထဆောင်စစ်စေးဂိတ်မှာတောင်ထဆောင်နေတဲ့အချိန်မှာပဲ MG Highlight ကားစီဟာဆိုင်ရုပ်မြို့နယ်ဘက်ကနေမောင်းဝင်လာပါတယ်စစ်စေးဖို့ရက်မိတ်ပေးနေမှာပဲရမပေးဘဲနဲ့အရှိန်မြင့်ပြီးဖြတ်မောင်းသွားတာကြောင့်တောင်ရှိသူတွေကကားနဲ့နောက်ကနေလိုက်ဖမ်းရမှာဆိုင်ရုပ်မြို့နယ်ကရကျဲရက်ကွက်စာတင်ကျောင်းအနောက်လမ်းကြားထဲမှာဖမ်းမိသွားပါတယ်ရင်မောင်းဖြစ်သူမှာအသက်23နှစ်အရွယ်ရှိတဲ့နိုင်ဝီယာဖုန်းဖြစ်ပြီးတော့ကားထဲမှာလူတွေကြက်ညက်ပြုတ်သိမ်းလိုက်ပါလာတာပါမျိုးသား3ယောက်မျိုးသမီး6ယောက်စုစုပေါင်း9ယောက်ပြင်ကလေး2ယောက်ပါလာပြီးတော့မှတ်ပုံနဲ့ထောက်ထားလဲဘာမှမရှိကြပါဘူးစစ်စေးမြင်းမြန်းတဲ့အခါမှာတော့သူတို့တွေဟာထိုင်းနိုင်ငံဘန်ကောက်မှာလှုပ်သွားလို့ဖို့ကရင်ပြည်နယ်ဖျား3စုတော်လန်ဘက်ကနေစံခလပူရီမြို့နယ်ဘက်ခြေချင်းရှောက်ဝင်လာပါတယ်အဲဒီကနေလှေစီးရပါတယ်ကုန်းမော်ပြန်တက်တော့ကားစီးကလာကြူတာလို့ဆိုပါတယ်ရင်မောင်းကတော့သူ့အနေနဲ့အဲ့ဒီမြန်မာတွေကိုတယောက်ဘတ်900နှုန်းနဲ့သွားကြိုလာတာပါကချနပူရီမျိုးနောင်ပူရက်ကွက်ထိပဲပို့ဆောင်ပေးရမှာဖြစ်ပြီးတော့လန်ခုလက်မှာအခုလိုဖမ်းခံလိုက်ရတာဖြစ်ပါတယ်တောင်ရှိသူတွေကသူတို့အားလုံးကိုစမ်းရုပ်ရဲစခန်းကိုခေါ်ဆောင်သွားပြီးတော့လောက်ကဥပဒေနဲ့ရေးယူသွားမယ်လို့ပြောပါတယ်ဂျန်နွေနေရွက်ပြန်မဲ့မြန်မာပါဝင်နိုင်ငံသားရွှေပြောင်းလူသမားတွေကိုဗီဇာကင်းလွတ်ခွင့်ပြုလိုက်တဲ့ထိုင်းဆိုရာဂျန်ကာလာတွင်နေရွက်ပြန်မဲ့မြန်မာကမ္ဘောဒီးယားဗီယက်နမ်လာအိုသုံးနိုင်ငံရွှေပြောင်းလူသမားတွေကိုထိုင်းအစိုးရကဗီဇာကင်းလွတ်ခွင့်ပြုတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်နေရက်ကိုအလဲပတ်ပြန်မဲ့သုံးနိုင်ငံမှရွှေပြောင်းလူသမားတွေအနေနဲ့ re-entry permit လျှောက်ထားကြမလို့ပဲနဲ့ဧပြီလ1ရက်နေ့ကနေမေလ15ရက်နေ့ထိဗီဇာကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။အရင် COVID-19 ရောဂါမဖြစ်ခင်ကဒီလိုမျိုးဖြေလျှော့ပေးပါတယ်။
ဗီဇာကွင်းလွှတ်ခွင့်ပြုတော့နှစ်နိုင်ငံဝင်ထွက်မှာတုံးထုစရာမလိုတော့ပါဘူးလို့ဘန်ကောက်မြို့မှာအလုပ်လုပ်ကိုင်နေသူမြန်မာတယောက်ကပြောပါတယ်အဆိုပါဗီဇာကွင်းလွှတ်ခွင့်ဖြေလျှော့ပေးထားတဲ့ဧပြီလ1ရက်နေ့ကနေမေလ15ရက်ထိသာဖြစ်ပြီးတော့သတ်မှတ်ကာလထဲမှာမဟုတ်ဘဲနဲ့နေရက်ပြန်မှာကရခင်သတ်မှတ်နှုံထားတိုင်းငွေကြေးပေးဆောင်ရမှာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်တန်းတမင်မြို့နယ်တွင်အရက်တောင်းနေသူချင်းချင်းစကားများရန်ဖြစ်ရာကတဝူးသေးဆုံးတန်းတမင်မြို့နယ်မှာအရက်တောင်းနေသူ3ဦးဟာအရက်အလွန်ကျွံတောက်ပြီးအချင်းချင်းစကားများရာကခိုက်ရန်ဖြစ်ပွားခဲ့ပြီးမြို့သားတို့နေရာမှာပဲသေဆုံးပြီးတော့မြို့သားတို့ဟာထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်ရန်ကုန်တိုင်းဒေသကြီးတန်းတမင်မြို့နယ်လေရွာကျေးရွာမှာမတ်လ4ရက်ည9:00နာရီကအရက်တောက်သူ3ဦးဟာအချင်းချင်းစကားများရန်ဖြစ်ရာကလူတက်မှုကျူးလွန်ခဲ့ကြောင်းသိရပါတယ်။အရက်တောက်ပြီးအိမ်ပြန်ကြတဲ့အခါမှာအရက်သမားတွေ3ဦးစလုံးအချင်းချင်းစကားများရန်ဖြစ်ပြီးတော့လူတက်မှုဖြစ်ပေါ်ခဲ့ပါတယ်။လူတက်တရားခံကထွက်ပြေးလွတ်မြောက်သွားပါတယ်။ကြံအမျိုးသားတို့ထိခိုက်ဒဏ်ရာများပါတယ်လို့ထန်းပင်မျိုးနယ်ဒေသခံတယောက်ကပြောပါတယ်။အရက်အလွန်ကျွံတောက်သုံးပြီးအချင်းချင်းစကားနိုင်လူအချင်းများရန်ဖြစ်ရာကအလဲရွာကြီးရွာမှာနေထိုင်တဲ့အသက်40အရွယ်မျိုးသားဟာအသင့်ပါလာတဲ့ဓာတ်နဲ့ထွက်တာကြောင့်တဦးသေဆုံးခဲ့ပြီးကြံတူကလည်းဘယ်နန်ကြားနဲ့ဘယ်ဝမ်ပိုက်တို့မှာထိုးသွင်းဒဏ်ရာတွေနဲ့စေကူတာမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ဓာတ်နဲ့ထိုးပြီးတော့ထွက်ပြေးလွတ်မြောက်နေတဲ့အမျိုးသားကိုထန်းမြေမြို့မှာရဲစခန်းကအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက်စုံစမ်းစစ်ဆေးမှုတွေစောင့်နေလို့သိရပါတယ်။မြောက်ရီမြို့မှာပထွေးဖြစ်သူကအသက်15နှစ်အရွယ်မြန်မာသမီးကိုအာရမပြုခြင်းကရင်ပြည်နယ်မြောက်ရီမြို့အမှတ်4ရပ်ကွက်မြင်းနီကုန်းမှာပထွေးဖြစ်သူကအသက်15နှစ်အရွယ်မြန်မာသမီးကိုအာရမပြုခြင်းခဲ့တယ်လို့အဆိုပါဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေစီကသိရပါတယ်။အာရမပြုခြင်းခံရသူမိန်းကလေးရဲ့မိခင်ဖြစ်သူဟာလွန်ခဲ့တဲ့10နှစ်ခန့်ကအိမ်တော်ကွဲခဲ့ပြီးတော့အဲ့ဒီနောက်မှာတော့သမီးဖြစ်သူ9နှစ်အရွယ်အရောက်မှာလက်ရှိပေါင်းသင်းနေထိုင်တဲ့အမျိုးသားနဲ့နောက်အောင်ပြုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုပေါင်းသင်းနေထိုင်လာရာက10နှစ်ခန့်ကာလအတွင်းမှာပဲပထွေးဖြစ်သူကသမီးဖြစ်သူကိုသူ့ရဲ့သမီးရင်းတစ်ဖွဲချစ်ခင်နေတာကြောင့်ယုံကြည်စိတ်ချပြီးတော့အပြင်ကိုအတူသွားအတူလာနေတာကိုသတိပေးဟန်တားမှုတွေမပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှသမီးဖြစ်သူဟန်မူရာတွေပြတ်နေတာကိုမိခင်ဖြစ်သူကသတိထားမိပြီးမင်းများရမှာတော့ပထွေးဖြစ်သူကသူမကိုလွန်ခဲ့တော့3နှစ်ကလေးကအာရမပြုတ်ကျင်လာခဲ့တာမှာယနေ့ချိန်ကြီးဖြစ်ပါတယ်မိခင်ဖြစ်သူကိုပြန်ပြောပါကတပ်ပစ်မယ်လို့လည်းချင်းချုပ်ထားကြောင်းစသဖြင့်သူမရဲ့ဖြစ်စဉ်ကိုမိခင်ကိုပြောပြခဲ့လို့သိရပါတယ်အဲဒါကြောင့်ပဲမတ်လ9ရက်နေ့မှာမိခင်ဖြစ်သူကအသက်15နှစ်အရွယ်သမီးဖြစ်သူကိုခေါ်ဆောင်ပြီးတော့ခင်မွန်းတဲ့ထွန်းလင်းကိုဥပဒေအရအရေးယူဆောင်ရွက်ပေးပါရန်မြောက်ရီမြို့ရဲစခန်းမှာတွားရောက်တိုင်ကြားခဲ့လို့သိရပါတယ်လက်ရှိမှာတော့ပြစ်မှုကျူးလွန်သူထွန်းလင်းအသက်46နှစ်ကိုမြောက်ရီရဲတပ်ဖွဲ့ကဖမ်းဆီးရမိထားပြီးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်နေကြောင်းသိရပါတယ်